လာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့တောင်ကြီးမြန်မာဖြစ်ပါတယ်ဒီတောင်ကြီးမြန်မာရှိတဲ့မင်္ဂလာဟိုတယ်အတွက်ကျွန်တော်တို့ Standard မြန်မာရဲ့ installation team ကနေပြီးဒိန်း50 kW Innovus RT High Voltage Shallow 2 band backup system နဲ့ Tafe 100 kVA မီးစက်မင်္ဂလာ resident ရဲ့ elevator system အတွက်ဒိန်း12 kW Innovus Mana 160D နှလုံးနဲ့မင်္ဂလာ resident တစ်ခုလုံးအသုံးပြုနိုင်ဖို့အတွက် JC 160 kVA မီးစက်တွေကိုလာရောက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဟုတ်ကျွန်တော်ကတော့ဒီ Hotel မင်္ဂလာ project နဲ့ဒီမင်္ဂလာ resident project ကိုတာဝန်ယူတည်ဆောက်တဲ့ project အင်ဂျင်ကိုညှိချက်နေပါကျွန်တော်ဒီတာဝန်ယူတည်ဆောက်တဲ့ဒီဆောက်ဦးမှာဒီ hotel လုပ်ငန်းလည်းပါဝင်တယ်ပေါ့နော်ဒီ hotel လုပ်ငန်းဆိုတာလည်းကျွန်တော်24အရင်းနာရီဝန်ဆောင်မှုပြရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကျွန်တော်ဒီ လက်စမီနဲ့ပတ်သက်ပြီး backup system အခုမဖြစ်မနေစဉ်းစားလာခဲ့ရတယ်ပေါ့နော်ဒီအဲ့ဒါကြောင့်မို့ကျွန်တော်ဒီ backup system တက်ဖို့အတွက်ဒီ solar company တွေနဲ့ကျွန်တော်ဒီ solar company တွေအများကြီးနဲ့ကျွန်တော်ဒီတွေ့ဆုံဆွေးနွေးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဘေး company နဲ့တွေ့လိုက်လဲဆိုတော့ Standard မြန်မာနဲ့ကျွန်တော်တွေ့ဖြစ်လိုက်တယ်ဗျာအဲ့ဒီမှာကျွန်တော် Standard မြန်မာနဲ့အသေးစိတ်ဆွေးနွေးလို့ကျွန်တော် Standard မြန်မာနဲ့ပဲတက်ဆင်ဖို့ဆုံးဖြတ်ခဲ့လိုက်တယ်ဗျာဒီ Standard မြန်မာကိုကျွန်တော်ဘာကြောင့်ရွေးချယ်ဖြစ်တာလဲဆိုတော့ကျွန်တော်လိုချင်တဲ့ဒီ solution ကိုအမြန်ဆုံးကျွန်တော်တွက်ပြီးတယ်ပေါ့နော်အဲ့ဒါတစ်ချက်ပေါ့နှစ်ချက်ကြတော့ကျွန်တော်သုံးချင်တဲ့ဒီဝင်အားနဲ့ပတ်သက်ပြီးကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင်ကျွန်တော်စီစဉ်ပြီးတယ်ဗျနောက်အရေးကြီးဆုံးချက်ကျွန်တော်တို့ customer တွေအရေးကြီးဆုံးချက် payment plan ကျွန်တော်တို့တက်တောင်းတက်တာဖြစ်စေမဲ့ plan လေးကိုသူတို့ကျွန်တော်တို့လုပ်ပေးရပေါ့နော်အဲ့ဒါကြောင့်မို့ပဲကျွန်တော်ဒီ Standard မြန်မာရွေးချယ်ပြခဲ့လိုက်တာပါဗျဒီလိုမျိုးတက်ဆင်ပေးတဲ့အခါမှာလည်းကျွန်တော်တို့ Standard မြန်မာရဲ့ Joint General Engineer အဖွဲ့တွေကနေပြီးတော့အရင်ဆုံးမင်္ဂလာဦးဟိုတယ်ကို site service ဆင်းပြီးအသေးစိတ်လေ့လာပေးခဲ့တယ် site service ဆင်းပြီးတဲ့နောက်မှာလည်းလုပ်ငန်းအတွက်လိုအပ်တဲ့ log calculation တွေကိုအသေးစိတ်တွက်ချက်ပြီးလုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ system design နဲ့ backup power plan ကိုချပြပေးခဲ့တယ်ရွေးချယ်လိုက်တဲ့ plan အတိုင်း installation ကိုစိတ်တိုင်းတက်ဆင်ပေးခဲ့ပါတယ်နောက်ပြီး after sales service အတွက်ကိုလည်း24နာရီပတ်လုံးစိတ်မှုသေးရမလို့အောင်ဆောင်ရွက်ပေးခဲ့ပါတယ်နော်အရေးကြီးတဲ့အပိုင်းပေါ့နော်အရေးကြီးဆုံးအပိုင်းတစ်ခုလည်းပြောဖို့ကြံတယ်ပေါ့နော်after sales service ပါကျွန်တော်ကိုဒီပဲပြောလိုက်ပါတော့မယ် after sales service နဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့9လောက်ကကျွန်တော်ဒီကွန်လိုရဲ့ lift ပြောပေါ့နော်24နာရီနီးရအောင်လို့ Standard မြန်မာနဲ့ချိတ်ပြီးတော့ကျွန်တော်ဒီ backup system လေးတစ်ခုစီစဉ်ခဲ့တယ်ဒီ9လအတွင်းမှာတော့ကျွန်တော်လူလီဘေးမရှိပေါ့နော်ဒီကျွန်တော်တို့ရဲ့ complaint တွေအကုန်လုံးအတွက်သူတို့ဖြေရှင်းဆောင်ရွက်ပြီးခဲ့တယ်ကြာအဲ့ဒါကြောင့်မို့ after sales service နဲ့ပတ်သက်ပြီးလည်း Standard မြန်မာကျွန်တော်တို့အတွက်ညာအခုချိန်ဒီယုံကြည်စိတ်ချနေရပါတယ်ဟုတ်အားကြောင့်လို့ပေါ့နော်ဒီ backup system နဲ့ပတ်သက်လို့ဒီ solar system နဲ့ပတ်သက်လို့ Standard မြန်မာအဝယ်ရွေးချယ်ဖို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ခင်ဗျာ